နောက်တနေ့မနက်ကျတော့အားလုံးစစ်ပြင်စင်နေကြကလက်ရဘလူးရှိနေရတက်ကူထောင်တွင်းစားနဲ့မြင်းတအူရောက်ရှိလာပြီးတော့မှဟေးမင်းကြီးတော်ထားပြောတော့မင်းမခန့်ကြလို့မထနိုင်ဘူးဆိုဖြည့်ရှင်းချက်လာမပေးဘူးရင်တိုက်ပွဲလည်းမဝင်နဲ့ကွာမင်းကိုပုံမင်းလွတ်ပြီးမှငါခွင့်မပြုနိုင်ဘူးအနီးနားမှာလှန်ရှားပြီးမှမတွေ့တော့ဆောင်းသားနဲ့ကိုဆွဲပြီးလက်ရဘလူးသူတို့ဘက်ကိုရှောက်သွားတယ်ဒီမှာပုံမင်းကျောက်ကဖြည့်ရှင်းချက်မပေးဝင်တာမဟုတ်ဘူးသူရေးကြောင်နေတဲ့မြက်ခွက်ကိုဘယ်တော့မှမမြင်ချင်လို့မလာတာမောင်မေဘသူကိုပြောသလဲလက်ရဘလူးရဲ့လူတွေဝိုင်းလာကြသလိုရှင်နာပစ္စည်းနောက်လိုက်လို့လေရှိတူးလာတယ်ရဏပစ္စည်းကအိမ်ငါထားကိုချက်တော့လက်ရဘလူးကလည်းဓာတ်နဲ့ပေါ်လက်ရောက်သွားတယ်ထောင်လင်းစားကိုရံတော်တွေကဓာတ်လန်တရက်တွေပြင်လိုက်ကြစေဘလူးတက်တောင်းချိုးကလည်းဓာတ်တွေထုတ်ပြီးတော့မှလှန်တွေကိုရှိကိုမကြောက်မရွံ့ရွှေလိုက်ကြပါတယ်နှစ်ဖက်မြင်းတီတွေအခြေတင်တင်းမာသွားကြတော့မသိသူတွေကကြောက်လန့်ပြီးရှောင်ရှားသွားကြတယ်ရုပ်တတဲ့ရှိကမထင်မထားတဲ့အရက်ကဝင်လာတာကမြင်းကြီးလာမှဖြစ်နေတယ်အတံမပိမဲနဲ့ပြေးလာပြီးဓာတ်မိုးလိုက်တဲ့တောင်လင်းစားကိုခုံပြီးတော့မှတိုက်ချလိုက်တာဖြစ်ပါတယ်ရဏပစ္စည်းမြင်းရောလူပါလဲပါတယ်လာမိုက်လည်းဘေးဆောင်ချော်ကြကလူလက်ထလာပြီးရဏပစ္စည်းကိုနင်းချပစ်တယ်ထောင်လင်းစားကအောက်ကဓာတ်နဲ့ခုံနေလို့ပေါင်းနေနဲ့ဘေးတွေပြက်ရှားသေးတယ်မမှုကိုရံတော်တွေတနက်ပြက်ပေါက်ကြတာကိုလည်းမကြောက်ဘဲနဲ့ထောင်လင်းစားမျက်နှာကိုတန်ခွာနဲ့၃ချက်ခန့်ပေါက်ပြီးမှလဲကျသွားတယ်သူရဲ့လူလူနဲ့ကမူးရှိလို့ထားလိုက်တဲ့ရဏပစ္စည်းကိုလည်းတနက်မှန်ပါတယ်မြင်းကိုဝိုင်းပြကြတာနဲ့တထက်တည်းဖြစ်တာကြောင့်ဘသူပြက်လိုက်မှမသိအနောက်ဘက်စီကဘလူးတသားချူတာသူတို့တဲကတနက်တန်တစ်ချက်ထွက်ပေါ်လာတာကိုသတိထားမိလိုက်ကြတယ်လာမိုက်ကသူရဲ့လူလူနဲ့ပုံလေးအကြားရက်ကန်ဖြစ်နေတယ်ပြစ်သက်ဖို့မကြာခဏပြောဆိုခံရတဲ့မြင်းစိုးကြီးကအခုတနက်ပြက်ခံရပြီးတဖြည်းဖြည်းငြိမ်သက်သွားပြီဖြစ်တယ်လက်ရဘလူးအဖို့ကတော့လာမိုက်ကတိုက်ပွဲတွင်ကြာဆုံးသွားတယ်လို့သာမှတ်ထင်မိတယ်ရဲဘုံကိုတိုက်ခိုက်ရင်တိတ်ဆုံးသွားခြင်းရဲဘော်ရဲဘက်အတွက်အသက်ပေးသွားခြင်းပါသူယူသူရနဲ့မြင်းနေပြီးလဲကျသွားသူကိုထောင်နှင်းစားလူတွေနေကြောင်ကြည့်နေကြသလိုအခြားတပ်သားတွေအားလုံးဝိုင်းလာကြည့်ကြတယ်မကြမီသတင်းစိုးကြောင့်ဘုံမှုတွေရောက်လာကြတော့တယောက်တစ်ပေါက်ရှောက်တင်ကြတယ်တင်သမျှအကြောင်းချင်းအားစီးမှုရတော့ထောင်နှင်းစားကအခင်းမကြည့်ပဲဒီနေရာကိုလာခြင်းမြင်းကနင်းသက်ခြင်းမြင်းကိုပြစ်ကြတဲ့ကြီးစီးသိမ်းရခြင်းတို့ပေါ်ပေါက်လာတယ်။ခိုင်းငါတို့လည်းစစ်ပြင်ပြီးနေပြီ။စေအတွင်းဗိုလ်တူဦးဆုံးလို့မတိုက်ရဘူးလို့မရှိ။ရဏပစ္စည်းအမှုခိတ္တထားလို့ရန်သူတပ်ကိုအခုတစ်ချိန်နဲ့အရယူမယ်။ဒီအကြောင်းကိုနောင်ခါမှငါကိုယ်တိုင်စုံစမ်းအောင်မယ်။မြင်းတွေကိုအပြန်မငါတန်တို့ကိစ္စတုံးလိုက်ကြ။မာနွယ်တာရောက်လာပြီးအမိန့်ရှိတာကြောင့်အားလုံးလူစုခွဲလို့မိမိတပ်တွေစီကိုပြန်သွားကြရတယ်။လက်ရဘလူးကလာမိုက်ကိုနှမျောပြီးမဲ့ဝမ်းသာအရာဖြစ်နေဖို့ပေါ်လင်လာတယ်။လာမိုက်အကောင်ကိုမြေမြုပ်မပြစ်ပဲနဲ့များလာစွာသောစစ်တီတို့အတွက်ရိတ်ခါအဖြစ်အသုံးပြုတာကိုတော့ခံကွက်ခြင်းမရှိအခြားသူတွေမရှိတော့တာနဲ့ငကန်ကိုလှည့်ပြောလိုက်တယ်ဒီကောင်ဗီဇဆိုပေမဲ့အာဇာနီလိုတည်သွားတယ်ကွာငါတို့နဲ့သွေးတောက်ဘက်တယောက်လိုကြာဆုံးသွားတာမြင်းကောင်အတွက်ဆိုရင်သူ့အတန်ကလိုအပ်တာထက်ပူပူခဲခဲခွင်ခွင်သူလိုဖြစ်နေတယ်သူကတော့လာမရဲ့တည်ခြင်းကိုပင်အားကြနေသလားမဆိုနိုင်ဆိုးလာတဲ့ဖြင့်အဖိုးမဲခဲ့ရတဲ့ဘဝမှာအဖိုးတန်တဲ့အဖြစ်နဲ့သိနိုင်ခဲ့ခြင်းကိုချင်းနဲ့အားရအတူတယ်မကြမီစစ်တပ်မဲ့သူတို့ဖဲသွားကြခြင်းထောင်ထဲစားကိုယူသွားကြတဲ့အတွက်ဖုံနေတဲ့ကြံနေခဲ့တဲ့လာမိုက်ကိုတိတ်ဆိတ်စွာနဲ့ဥညွတ်နေသူကတိမ်ပြဲတကောင်နဲ့